အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါ။ဇလန်းလေးစမှာတော့စစ်လို့ခေါ်တဲ့ကောင်လေးကမွန်မိုင်းမျိုးကချမ်းသာတဲ့မိသားစုကဖြစ်ပြီးကောင်လေးတက်ကနောက်ဆုံးနေရောက်နေပေမဲ့လည်းစာမလုပ်ပဲအပြင်းထူနေရတဲ့အစာပြုထားပါ။နောက်ဆုံးစာမေးပွဲဖြေရပုံရှိနေပေမဲ့လည်းစစ်ကစာမလုပ်ပဲဂိမ်းစော့ပြီး TV ကြည့်နေပါ။ဒါနဲ့ပဲမနေ့ရောက်တော့အိမ်ရထနောက်ကျနေပါတော့တယ်။စာမေးပွဲဖြေရဲ့အချိန်မှာစစ်ကသူ့ကိုယ်သူစာမေးပွဲကြမယ်လို့တွက်ထားကဝမ်းနေနေတဲ့ပုံစံလည်းမရှိပါဘူး။စစ်တငယ်ချင်းရီရှီကလည်းစာမေးပွဲမဖြေနိုင်တာကြောင့်ကျောင်းအတူတူပြန်တက်ကြမယ်ဆိုပြီးပုတ်ပုတ်ပပပဲဖြစ်နေပါတယ်။စာမေးပွဲပြီးသွားတော့စစ်ကရီရှီနဲ့နောက်ထပ်တငယ်ချင်းတယောက်ဖြစ်တဲ့လက်မီကိုကလပ်ကိုသွားဖို့ခေါ်ပါတယ်။ကလပ်ကိုမသွားခင်စားတောက်ဆိုင်တစ်ဆိုင်မှာဝင်စားတောက်ကြပြီးအဲဒီကနေဈေးဝယ်ထွက်ကြပါတယ်။သူ့ဖေပေးထားတဲ့ credit card နဲ့ပတ်စံတွေဖြုံးနေပြီးကလပ်ကိုသွားကတညလုံးပျော်နေခဲ့ကြပါတယ်။မနေ့ရောက်တော့စစ်ရဲ့အမေဖြစ်သူဆယ်ရီတာမေတာကသူမကိုအချိန်ပေးဖို့ပြောတော့စစ်ကတော့အခန်းထဲမှာပဲဂိမ်းစော့နေကြမှာ။စစ်ကထမင်းစပွဲမှာနောက်ဆုံးပေါ်ကားတွေကိုကြည့်နေရကြောင်းစစ်အဖေကသူ့ကုမ္ပဏီမှာ3လအလုပ်လုပ်မယ်ဆိုရင်စစ်ကိုကားဝယ်ပေးမယ်လို့ပြောပါတယ်။စစ်ကတော့3လကကြာလုံးတယ်လို့ပြောတာကြောင့်သူ့အဖေလည်း3လကနေ1လကိုရှော့ပေးလိုက်ပြီးစစ်လဲသဘောတူလိုက်ပါတယ်။စစ်ရဲ့တငယ်ချင်းတယောက်ဖြစ်တဲ့ဓပီကအခမ်းအနားမှုလုပ်တဲ့နှုတ်ဆက်ပွဲမှာတော့စစ်ကပြင်းနေပြီးကင်မရာအသစ်နဲ့ဓာတ်ပုံတွေလိုက်ရိုက်နေပါတယ်။အဲ့ဒီချိန်မော်မာရဲ့နာမည်ကြီးမဂ္ဂဇင်းတိုက်မှာစာရေးသူအဖြစ်အလုပ်လုပ်ဖို့ကိုကာတာအနီပြောင်းလာတဲ့ဓပီရဲ့တငယ်ချင်းအာယီရှာနဲ့တွေ့ပါတယ်။အဲ့ဒီမဂ္ဂဇင်းတိုက်ကစစ်အသင်းဝင်ထားတဲ့မဂ္ဂဇင်းဖြစ်နေပါတယ်။စစ်လည်းအာယီရှာကိုမြို့ရဲ့ရှုခင်းတွေကြည့်ဖို့ပါတီကနေအပြင်ကိုခေါ်လာခဲ့ပါတယ်။စစ်ကအာယီရှာကိုမြို့မှာတယောက်တည်းနေရတော့မှဆိုတော့မကြောက်ဘူးလားလို့မြည်တော့အာယီရှာကကြောက်ပေမဲ့လေကမ္ဘာအကြီးဆုံးမီဒီယာကုမ္ပဏီတစ်ခုမှလုပ်ချင်တာကငငယ်လေးတွေကအိမ်မက်ပဲလို့ပြောပါတယ်။စစ်ကအာယီရှာကိုဟိုတယ်ကိုလိုက်ပို့ပေးပြီးကြောင်နေတယောက်ဆက်သွယ်လို့ရှာမယ့်အချက်လက်တွေလည်းပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့စစ်ကမွန်ဘိုင်းမှာအကြီးဆုံးပရိဘောကကုမ္ပဏီဖြစ်တဲ့သူ့ဖေကုမ္ပဏီကိုထွက်လာခဲ့ပါတယ်။ကုမ္ပဏီမှာအလုပ်လုပ်ဖို့လာတာဆိုပေမဲ့လေစစ်ကပေါ့ပေါ့ပပတီရှပ်ပဲဝတ်လာခဲ့ပါတယ်။ကုမ္ပဏီကိုရောက်တော့ဝန်ထမ်းအမျိုးသမီးကသူ့ရဲ့ဝတ်ပုံစားပုံကိုကြည့်ပြီးတန်တရားဖြစ်နေပါတယ်။နောက်တော့မှသူတို့တတိရဲ့တာမန်တည်သွားပြီးတတိရဲ့ရုံးခန်းတွေခေါ်သွားပါတယ်။စစ်အဖေရောက်လာတော့စစ်ကိုကုမ္ပဏီစည်းကမ်းတွေကိုတခြားဝန်ထမ်းတွေလိုပဲလိုက်နာဖို့ပြောပါတယ်။ပထမဆုံးရှုံးတတိရှက်မှာတင်စစ်ကအလုပ်ကိုစိတ်မဝင်စားတော့ပဲပြင်းနေကအိမ်ပြန်ပြီးအလုပ်ထွက်လိုက်ချင်နေပါတယ်။အဲ့ဒီချိန်အာယီရှာစီကအီးမေးလ်ဝင်လာပြီးသူမကမဂ္ဂဇင်းတိုက်မှာပထမဆုံးအင်တာဗျူးကိုဖြေရတော့မယ့်အကြောင်းပြောပါတယ်။စစ်ကလည်းသူ့ရဲ့ပထမဆုံးရုံးတက်တဲ့အတွေ့အကြုံတွေကိုပြန်ပြောပြပါတယ်။စစ်ကရုံးစပွဲပေါ်တက်ပြီးကနေလေကျန်တဲ့သူတွေကဘာမှမပြောကြပဲသူ့ကိုလစ်လူရှူထားကြပါတယ်။အာယီရှာကတော့သူလက်ရှိနေရဲ့နေရာကကျွတ်နေပိုးဟတ်တွေပေါ်လို့နောက်တနေရာကိုရွှေ့ဖို့လုပ်နေပါတယ်။စစ်ကအာယီရှာကိုပြီးမွန်ဘိုင်းကဈေးသက်တိုင်းနေရာတွေကိုဝိုင်းရှာပေးပါတယ်။သူ့အဖေရဲ့ကုမ္ပဏီမှာလုပ်နေရတာကိုလည်းတအားပြင်းနေပြီးအလုံးနဲ့ပတ်သက်တဲ့ရာရှိရဲ့စာရွက်စာတမ်းတွေကိုလည်းလေ့လာနေရတာကြောင့်သူ့ရဲ့ကားပိုင်ဆိုင်ခြင်းနဲ့စိတ်ကူးလေးကိုဖျက်လိုက်ပြီးအလုံးထွက်ဖို့စဉ်းစားနေပါတယ်။အာယီရှာကဆိုနီယာလို့ခေါ်တဲ့အမျိုးသမီးပိုင်တဲ့အိမ်ကိုသွားကြည့်တဲ့အခါမှာစစ်ကအဖော်လိုက်လာခဲ့ပါတယ်။နောက်တော့အခန်းကိုကြည့်ပြီးစစ်ကစိတ်ပြတ်သွားပါတယ်။အခန်းညစ်ပတ်နေပြီးလူမနီယာကြာနေတဲ့ပုံစံမျိုးပေါက်နေပေမဲ့အာယီရှာကတော့ငားဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမကအကောင်လုံးကိုတန်ရှင်းပြီးပြန်ပြင်ဆင်လိုက်မယ်ဆိုရင်နေဖို့အဆင်ပြေသွားမှာဆိုပြီးပြောပါတယ်။နောက်ပြီးအိမ်ရဲ့အပေါ်ဆုံးထပ်ကနေကြည့်ရင်တမျိုးလုံးရဲ့ရှုခင်းကိုမြင်နေရသလိုလေကောင်းလေတန်လည်းရှုလို့ရတာကိုသဘောကျနေပါတယ်။ဆက်လဲပြောင်းရွှေ့ဖို့ကူညီပေးပြီးလိုအပ်တဲ့ပစ္စည်းတွေဝယ်ကအခန်းကိုပြင်ဆင်ဖို့လုပ်ကြပါတယ်။စင်ရဲ့တငယ်ချင်းတွေကလည်းအခန်းကိုစီတုပ်ဖို့လာကူညီပေးကြပါတယ်။တရက်မှာတော့စစ်ကိုသူ့မိဘတွေရဲ့နှစ်ပတ်လည်ပွဲမှာစစ်ဖေတငယ်ချင်းရဲ့သမီးတန်ရလို့ခေါ်တဲ့ကောင်မလေးနဲ့သူ့မိကမိတ်ဆက်ပေးပါတယ်။စစ်ကတော့အာယီရှာကသူမအိမ်ကိုလှမ်းဖိတ်တာကြောင့်ပါတီမှာပြင်းနေရတဲ့ပဲအာယီရှာစီထွက်လာခဲ့ပါတယ်။အာယီရှာကသူမမွေးနေ့ကိုတယောက်တည်းမဖြတ်တန်းဖို့တာကြောင့်မွေးနေ့ကိုပါဖိတ်လိုက်ပါတယ်။ဝင်းနေကိကဖျောင်းနိုင်အောင်မှုတ်ပြီးသွားတော့အိမ်ရဲ့အပေါ်ဆုံးထပ်ကိုတက်လာကြပြီးမြို့ရဲ့ညရှုခင်းကိုအတူတူထိုင်ကြည့်ကြပါတယ်။နောက်တစ်ရက်မှာတော့အာယီရှာကနောက်ဆုံးအင်တာဗျူးကိုဖြေရမှာဖြစ်ပြီးမဂ္ဂဇင်းကုမ္ပဏီရဲ့ CEO ခါဘီယာနဲ့တွေ့ပါတယ်။ခါဘီယာမေးသမျှမေးခွန်းတွေကိုဖြေနိုင်တဲ့အာယီရှာဟာနောက်ဆုံးမှာတော့အင်တာဗျူးအောင်သွားပြီးအလုံးရသွားပါတယ်။အာယီရှာလည်းစစ်စီဖုန်းဆက်ပြီးမဂ္ဂဇင်းတိုက်မှာအလုံးရသွားတဲ့အကြောင်းဝမ်းသာအားရပြောပြပါတယ်။စစ်လဲအာယီရှာအတွက်ပြောနေပေမဲ့သူ့ပြောတွေကအတားတီးမခံလိုက်ပါဘူး။စာမေးပွဲရလဒ်ထွက်လာတဲ့အခါစစ်တယောက်ပဲစာမေးပွဲကြားပြီးသူ့တငယ်ချင်းတွေကစာမေးပွဲအောင်သွားပါတယ်။စာမေးပွဲရလဒ်ကိုကြည့်ပြီးသွားတဲ့အခါမှာတအားစိတ်ပြတ်သွားပြီးသူ့ဒေါသတွေကိုတငယ်ချင်းနဲ့အမေပေါ်ပုံချလိုက်ပါတယ်။စစ်အဖေကချက်ချင်းပဲသူ့ကိုဆိုပြီးသူ့အမေကိုစိတ်မကောင်းဖြစ်အောင်လုပ်မိရကြောင်းပြန်တောင်းပန်ဖို့ပြောပါတယ်။စစ်ကတအားစိတ်ညစ်နေရကြောင်းသူ့အဖေကိုယ်တိုင်ပြန်ပြောပြီးအိမ်ပေါ်ကနေဆန်လာပါတယ်
စစ်မှာကပတ်စံလည်းမရှိရကြောင်းအာယီရှာစီသွားပြီးရက်အနှဲငယ်လောင်နေလို့ရှာမလားလို့မေးပါ၏အာယီရှာကအစ်စ်ကူညီထားတာတွေလည်းရှိပြီးသူ့ကိုလည်းခင်မင်နေရကြောင်းရက်အနှဲငယ်လောင်နေဖို့ခွင့်ပြုလိုက်ပါ၏အာယီရှာကတော့ပထမဆုံးအလုပ်ကိုစသွားရမှာဖြစ်လို့စိတ်လုံရှာပြီးမနဲ့အစောကြီးထားလာပါ၏စစ်ကတော့အလုပ်လည်းမရှိပတ်စံလည်းမရှိပေမဲ့နောက်ကျမှနိုးလာပြီးရေခဲတတာတွေမှာဘာစားစရာများရှိမလဲလို့ရှာနေပါ၏ချက်ချင်းစားလို့ရအောင်ကိုတခုမှရှာမတွေ့ပဲဟင်းသီးဟင်းရွက်တွေပဲရှာတွေ့ပါ၏ခက်တာကစစ်ကဘယ်လိုချက်ပြုတ်ရမလဲဆိုတာကိုလည်းမသိပါဘူးအာယီရှာကအလုပ်ပြီးလို့အိမ်လဲပြန်လာရောအခန်းကဖျို့ဖျဲဖြစ်နေရကိုတွေ့လိုက်ရပါ၏ဒါပေမဲ့စိတ်ကိုရှိရှိထားလိုက်ပြီးအခန်းတန့်ရှင်းစားလုပ်ပါ၏စစ်မှာစားဖို့အတွက်ဝယ်စရာပတ်စံမရှိဘူးဆိုတာကိုသိလိုက်ရတော့အာယီရှာကညစာချက်ပြုတ်ကျွေးလိုက်ပါ၏နောက်တစ်ရက်မှာတော့အာယီရှာကခါဘီယာကိုသူ့မရေးထားတဲ့စောင်းမကိုပြပေမဲ့ခါဘီယာကအလုပ်ရှုပ်နေရကြောင်းအာယီရှာရေးထားတာကိုမကြည့်ဖြစ်ပါဘူး။ဒါနဲ့အာယီရှာလည်းစာရွက်ကိုခါဘီယာရဲ့ဇပွဲပေါ်မှာတင်ထားခဲ့ပါ၏။ရန်အနေငယ်ကြတော့လက်စမီကစစ်ကိုအာယီရှာအိမ်မှာလာတွေ့ပြီးကင်မရာပါဝင်စစ်ရဲ့ပစ္စည်းတွေကိုလာပေးပါ၏။ဆက်လက်ပြင်းနေရကြောင်းအိမ်ပဝင်းကျင်မှာသူ့ဝါသနာပါတဲ့ရိုက်ကူးတာတွေလိုက်လုပ်ပါ၏။ဆိုနီယာစီကနေကြက်ဥကြော်လာအောင်တင်ထားပြီးအာယီရှာပြန်လာတော့ကြွေးပါ၏။အာယီရှာကတော့အလုံးမှာခါဘီယာကအရေးမကြီးရဲ့ဖိုင်တွေပြစ်ဖို့ပေးရဲ့အထက်မှာသူမရေးထားတဲ့စာရွက်ပါနေရကြောင်းစိတ်မကြည်ဖြစ်နေပါ၏ဒါနဲ့အိမ်ပြန်လာတဲ့အချိန်အိမ်ရမသိမ်းထားလို့စစ်ကိုပြောဆိုပါဦးတယ်ပြောရင်းနဲ့စိတ်တိုးပြီးအာယီရှာကအိတ်ကိုကျန်းပြင်ပေါ်ပစ်ချလိုက်ကထွက်သွားပါ၏စစ်လဲအိမ်မှာတယောက်တည်းကြံခဲ့ပြီးတောင်းပန်ဖို့အတွက်အာယီရှာကိုဖုန်းဆက်ပြီးမိအာယီရှာကတော့ဖုန်းမကိုင်းပါဘူးစစ်လဲစိတ်ညစ်ပြီးထိုင်နေရင်တော့အိမ်ရထသိမ်းပါဦးတယ်နောက်ရကြအာယီရှာလည်းတငယ်ချင်းအိမ်သွားနေရကနေအိမ်ပြန်လာတော့အခန်းကတန်ရှင်းတက်ရက်နေရကိုတွေ့တာပါစစ်ကိုအိမ်ပြန်ဖို့နဲ့သူ့အဖေကုမ္ပဏီမှာအလုပ်လုပ်ဖို့အကြံပေးရောစစ်ကသူ့ဝါသနာပါတဲ့အရာကိုပဲလုပ်ချင်တယ်ဆိုပြီးညှင်းလိုက်ပါဒါနဲ့အာယီရှာလည်းစစ်ကိုအာမင်းလို့ခေါ်တဲ့ကုမ္ပဏီကဓာတ်ပုံဆရာနဲ့မိတ်ဆက်ပေးပါစစ်ရိုက်ထားတဲ့ဓာတ်ပုံတွေကိုကြည့်ပြီးအာမင်းလည်းသဘောကျသွားကသူတို့ဌာနမှာအလုပ်သင်အဖြစ်ခန့်လိုက်ပါစစ်ကပထမဆုံးအလုပ်သွားတဲ့နေ့မှာတန်ရာနဲ့တွေ့ပြီးတန်ရာကကုမ္ပဏီမှာဒီဇိုင်နာအနေနဲ့အလုပ်လုပ်နေရပါအဲ့ဒီချိန်စစ်ရဲ့အမေဖြစ်သူကအာယီရှာတို့အိမ်ရောက်လာပြီးစစ်ကိုလက်ခံပေးထားလို့ကျေးဇူးတင်တဲ့အနေနဲ့ပတ်စံထုတ်ပေးပါအာယီရှာကစစ်ဟာသူမရဲ့တငယ်ချင်းကောင်းတစ်ယောက်ဖြစ်လို့ပတ်စံကိုလက်မခံပြရစီနဲ့လို့ညင်လိုက်ပါဒါနဲ့စစ်ရဲ့အမေကသူ့သားကြိုက်တဲ့တရက်သီးတွေကိုပဲထားခဲ့ပြီးသူမလာသွားတဲ့အကြောင်းမပြောဖို့မှာခဲ့ပါအာယီရှာနဲ့အတူနေပြီးနောက်စစ်ကလူကောင်းတစ်ယောက်ဖြစ်လာပြီးအိမ်လုပ်တွေကိုလည်းဝိုင်းကူညီပေးပါအလုံးမှာလည်းဝါသနာပါတာကိုလုပ်နေရအကြောင်းပြောနေပါဦးတယ်။တရက်စစ်တိုနီယာအလောက်ကပြန်လာချိန်အာယီရှာကိုတန်ရာနဲ့ညဘက်ကလပ်မှာချိန်ထားတယ်လို့စစ်ကပြောပါအာယီရှာကဂုံယူပါတယ်လို့ပြောလိုက်ပေမဲ့တကယ်တော့သူမကစစ်နဲ့တန်ရာကိုတဝင်းတိုးနေပါနောက်တစ်ရက်မှာတော့အာယီရှာတို့နာကအိမ်မှာမိသားစုတစုကိုဓာတ်ပုံရိုက်ပေးဖို့ရှိရနဲ့စစ်လဲသွားရိုက်ပေးပါဒါမီနီယောက်ကိုဓာတ်ပုံရိုက်ပေးနေအောင်သူ့ငယ်ဘဝကိုပြန်တွေးမိပြီးအမေကိုသတိရသွားပါဒါနဲ့ဆက်လဲသူ့အမေကြီးသွားပြီးသူမခံစားရအောင်လုပ်မိရင်တောင်းပန်နေအကြောင်းပြောပါနောက်ရက်မှာတော့အာမစ်ကိုစစ်ကသူ့လုပ်ကိုတက်တည်ပြနိုင်မဲ့သူရိုက်ထားတဲ့ဓာတ်ပုံကိုသုံးဖို့ခွင့်တောင်းပါတစ်ဖက်မှာအာယီရှာရဲ့ဆောင်းပါးကိုလည်းခါဘီယာကစိတ်ဝင်စားပြီးသဘောကျတာကြောင့်ဖော်ပြဖို့အတွက်ခွင့်ပြုလိုက်ပါစစ်ရဲ့လုပ်ပုံကိုင်ပုံနဲ့အိမ်မှာလည်းတရက်ပြီးပြောင်းလဲသွားတဲ့အပေါ်အာယီရှာတယောက်အံ့ဩနေပါတညနေမှာစစ်နဲ့အာယီရှာကရိုးရာဂီတာပွဲကိုသွားပြီးနှစ်ယောက်သားပြောနေကြပါပါတီကပြန်လာမှစစ်ကမိုးနေရကြောင်းအာယီရှာကိုသူနဲ့အတူလာအိပ်ဖို့ခေါ်ပါအာယီရှာကလည်းစစ်ကိုချစ်နေရကြောင်းအတူတူအိပ်လိုက်ပါစစ်ကအလုံးမှာတော့လက်ထောက်ဓာတ်ပုံဆရာအနေနဲ့ရာထူးတိုးသွားပြီးပထမဆုံးလစာကိုလည်းရှာလိုက်ပါဒါနဲ့စစ်လည်းသူ့အဖေကိုသွားတွေ့ပြီးအိမ်ကဆင်းသွားတာနဲ့သူ့အဖေကုမ္ပဏီမှာအလုံးမလုံးဖြစ်တာကိုတောင်းပန်ပါအခုဆိုရင်စစ်ကအလုံးရနေပြီဖြစ်ပြီးအလုံးမှာပျော်နေတဲ့အကြောင်းနဲ့လစာလည်းရတဲ့အကြောင်းပြောပြပါစစ်အဖေလည်းဂုဏ်ယူပြီးစစ်ကိုဖတ်လိုက်ပါဒါနဲ့ပဲစစ်ကအင်ကိုပြန်နေတော့မှဆိုပြီးအာယီရှာကိုပြောကအထုပ်တွေသိမ်းပါအာယီရှာကတော့စိတ်မကောင်းဖြစ်သွားပြီးစစ်နဲ့ရန်ဖြစ်ကြပါအိမ်ပြန်ရောက်တော့စစ်ကသူ့အခန်းထဲမှာနင်းတွေထွေးထွေးနဲ့ရှိနေရကြောင်းပြောနေပေမဲ့အာယီရှာကတော့အထီးကျန်နေပါစစ်အိမ်ကအခုကမဂဇင်းစာအုပ်တအုပ်လာပြီးတော့ဖွင့်ကြည့်လိုက်တဲ့အခါအာယီရှာရဲ့စာပါကိုတွေ့သွားပါအာယီရှာမွန်ဘိုင်းမြို့ကိုရောက်ပြီးနောက်စစ်နဲ့တွေ့တဲ့အကြောင်းတွေကိုရေးထားတာပါနောက်ပြီးအဆုံးသက်မှာစစ်ကိုချစ်မိနေရဲဆိုတဲ့အကြောင်းကိုပါထည့်ရေးထားတာကြောင့်စစ်လည်းသူ့ကိုချစ်တဲ့အာယီရှာရဲ့အချစ်ကိုသိလိုက်ရပြီးအာယီရှာရှိနေမဲ့ကမ်းခြေကိုလိုက်သွားပါအဲ့ဒီနေရာကသူတို့ပထမဆုံးအတူသွားခဲ့တဲ့နေရာလေးဖြစ်ပြီးနှစ်ယောက်သာဖတ်လိုက်ကြရင်နဲ့ဇလန်လေးကလည်းပြီးဆုံးသွားပါတော့တယ်အဆုံးထိကြည့်ရှုပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်